အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါဒါကတော့အနောက်က Real Madrid ရဲ့ Santiago Bernabeu ပေါ့လေဆိုတော့ကျွန်တော်အခုလောလောဆယ်ပြောပြချင်တာကဒီကနေ့ညတောက်ကြနေမှာဒါကျွန်တော်တို့ဒါအီတလီဘက်ကအီတလီရဲ့စီးရီးအဆုံးဖြတ်ပွဲရှိတယ်ဆိုတော့နာပိုလီကခါကလီယာကီနဲ့သူတို့အိမ်ခွဲမှာကန်မယ်တစ်ဖက်က Inter Milan အသင်းကကိုမိုနဲ့ကန်ရမယ်ဆိုတော့ဒီဟာဒီမှာကျွန်တော်တို့ La Liga Champion ဖြစ်သွားပြီဒါ Bundesliga Champion ဖြစ်သွားပြီပြင်သစ် League 1 Champion ဖြစ်ပြီ Premier League Champion ဖြစ်သွားပြီဖြစ်သွားတဲ့အချိန်မှာအခုလောလောဆယ်မှာတခုပဲကျန်တော့တယ် Italy Serie A ဆိုတော့Dash ကလည်းဒါ PSV Eindhoven က Champion ဖြစ်သွားပြီ Sporting Lisbon ကလည်း Portugal မှာ Champion ဖြစ်ပြီအားလုံးပြီးသွားတဲ့အချိန်မှာတခုတည်းသောကျန်တာက Italy Serie A ပဲ Italy Serie A ကတော့အခုဒါ Inter Milan အသင်းနဲ့ Napoli ပေါ့လေတကယ်တော့ပြီးခဲ့တဲ့တစ်ပတ်တည်းက Inter Milan လည်းတည်ကြတယ် Napoli Inter Milan ကဒါ Lazio နဲ့သူတည်ကြသွားတာတည်ကြတာတကယ်တော့သူတို့ 2-1 နဲ့နိုင်နေပြီးတော့မှနောက်ဆုံးမိနစ်မှာ penalty ပေးလိုက်ရလို့အဲ့ 2-2 penalty ကြောင့် Inter Milan နှစ်မှတ်ကျတဲ့ချိန်မှာဒါပါမာနဲ့တည်ကြတဲ့ Napoli ကလည်းတည်ကြတယ်တကယ်တော့ Napoli ကအစိုးရအမှတ်ဖြတ်မယ်အစားမှာသူတို့လည်းနှစ်ပွဲဆက်တည်ကြတယ်အဲ့မှာသူတို့ title race ကနောက်ဆုံးအခြေအနေကိုရောက်သွားတယ်သူတို့နှစ်သင်းက head to head ကတကိုးစီပဲတွင်းထားတာဆိုတော့နှစ်သင်းလုံးကတကိုးစီတွင်းထားတယ် head to head ကလည်းပုံမှန်ပဲဆိုတော့ question က Napoli champion ဖြစ်မလားနောက်တစ်ဖက်က Inter Milan champion ဖြစ်မလားဆိုတော့ကျွန်တော်မနေ့ကမီလန်မြို့ကိုရောက်တဲ့အချိန်မှာကျွန်တော် Inter Milan ပေးတဲ့2ယောက်3နဲ့တွေ့တော့ကျွန်တော်တို့မေးကြည့်ခါမှာသူတို့ကတော့ Napoli ကတော့အခု favorite ဖြစ်သွားပြီပေါ့လေ Cagliari ခြေချပြီးတော့ပုံမဆွဲဖို့ကတော်တော်လေးခက်တယ်သူတို့တောင်မှကိုမူကိုအဝေးကွင်းကမ်းမယ်ဒါအပြင် Inter Milan ကဒီပွဲပြီးသိမ့်မကြဘူးသူက Champion League final ကန်ရအောင်မယ်ဆိုတော့သူတို့အတွက်ကဘယ်လိုပဲဖြစ်ဖြစ်ပွဲချက်တည်ကြီးပဲဆိုတော့ကျွန်တော်အန်တိုနီယိုကွန်တေကိုကြိုက်တဲ့အချက်ကအဲ့ဒါပဲရောက်နေရအတိုင်းမှာအသင်းမှာချန်ပီယံဖြစ်တယ်ထူးခြားတဲ့အနေနဲ့ Spurs မှာတော့ချန်ပီယံမဖြစ်ဘူးပေါ့လေဒါအန်တိုနီယိုကွန်တေဟာနေရာတိုင်းမှာချန်ပီယံဖြစ်တဲ့ဒီလက်ရှိ legendary နီးပြကြီးပဲကွန်တေအတွက်တော့တကယ်ကိုကောင်းတာအခုနာပိုလီပေးသက်4သိန်းလောက်ကဒါနောက်ဆုံးပွဲကကလီယာကီနဲ့ပွဲကိုဆိုင်းလုပ်ပြီးတော့ဒါအိမ်ကွင်းမှာလက်မှတ်ရဖို့အသင်းတိုင်ချိုးပန်းနေကြတယ်အင်တာမီလန်အသင်းကလည်းဒါသူတို့သမိုင်းမှာဒါနောက်ထပ်ချန်ပီယံဆူပလာပေါ့လေစီမျိုးနေအင်ဇာဂီကအခုကပ်ပြိုင်ပွဲမှာသူတို့ရှုံးသွားတယ်AC Milan ကိုသူတို့ semi final ရှုံးတော့နည်းနည်းတော့ under pressure ဖြစ်နေတဲ့အချိန်မှာဒါတစ်ဖက်မှာဒါ Antonio Conte ကဒါ Juventus ကိုဒါတန်းတက်လာပြီးတဲ့အချိန်မှာ3ချိန်ချန်ပီယံရအောင်ဆွမ်းဆောင်ပြီးတယ်အိုက်ကနေမှတစ်ဆင့်နောက်ဒီ Italy level စင်ကိုသွားတယ်နောက် Chelsea နဲ့ဒါချန်ပီယံဖြစ်တယ်အိုက်ကနေမှဆင်သူ Tottenham Hotspur ကိုသွားပြီးအခု Napoli ကိုရောက်လာပြီဆိုတော့ Napoli ကိုသူချန်ပီယံဖြစ်အောင်ဆွမ်းဆောင်ပေးနိုင်မလားအန်တိုနီယိုကွန်တေကိုကျွန်တော်အရင်မြင်ရဆိုတော့ကျွန်တော်အန်တိုနီယိုကွန်တေကိုဝဲချတယ်။ဘာလို့ကြလဲဆိုတော့ဒီဟာကထိပ်တန်းနီးပြတစ်ယောက်ဖြစ်တယ်။စူပလာတွေတဲ့အာမခံချက်ရှိတယ်။နာပိုလီကိုနောက်ဆုံး3နှစ်အတွင်းမှာဒါလူစီယာနိုစပယ်လက်တီကတစ်ချိန်ယူပေးပြီးတော့ဒီချိန်မှာသူချန်ပီယံယူနိုင်မလား။ဒါဘယ်လိုမြင်ကြလဲ။ဒါအီတလီစီးရီး A ကဗစ်တာအော်စီမန်လည်းမရှိဘူး။ဗာရက်စကယ်လီယာလည်းမရှိတဲ့အချိန်မှာဒါအန်တိုနီယိုကွန်တေကနာပိုလီအတွက်ချန်ပီယံသားရအောင်လုပ်ပေးနိုင်တာ။ဟိုဘက်ကစီမီလီအင်ဇာဂီကဖလား3လုံးကလေတစ်ခုပဲတစ်ခုကျဆုံးသွားတဲ့အချိန်မှာဒီသူ့အတွက်ကတစ်ခုတည်းတော့မျှော်လင့်ချက်ဒီဘလောက်ကိုရအောင်ပေးနိုင်မှာဘယ်လိုထင်ကြလဲအီတလီစီးရီးပေါ့လေနာပိုလီကအိမ်ခွဲမှာခါကလီယာကင်းနဲ့ကံမယ်အင်တာဗီလန်ကကိုမိုနဲ့ကံမယ်ဒါသူတို့နှစ်သင်းရဲ့ head to head တစ်ခုတည်းတော့ချန်ပီယံမျှော်လင့်ချက်ကျန်တဲ့ Europa Top 5 Leagueနာပိုလီကတော့ဒါပဲပြီးတကယ်လို့ပိုဆွဲရင်တော့နောက်ဆုံး3နှစ်မှာ2ကြိမ်ချန်ပီယံဖြစ်ပြီးတော့အင်တာမီလန်ပိုဆွဲတယ်ဆိုတော့အင်တာမီလန်ကလည်း4နှစ်တည်းမှာ2ကြိမ်မြောက်ရမယ်ဘယ်လိုထင်ကြလဲဘယ်သူချန်ပီယံဖြစ်မယ်လို့ထင်လဲကွန်တေရဲ့နာပိုလီပဲလားဒါမှမဟုတ်ရှင်ရင်နောက်တစ်ဖက်ကစီမျိုးနီအင်ဇာဂီရဲ့ဒါဒီအင်တာမီလန်လားအခုဒါပေါ့လေဒါကျွန်တော်တို့ Real Madrid ရဲ့ Santiago Bernabeu ဒါ Santiago Bernabeu ကွင်းရှိမှာရောက်ရှိပါလေကျွန်တော်တို့ Europa League ပွဲကစားပြီးတော့မှအခုလက်ရှိမှာဒီကွင်းဒါ Madrid ကိုရောက်လာရင်လည်းတရက်နေနဲ့ Santiago Bernabeu ကွင်းရှိရောက်တာဖြစ်ပါတယ်နာပိုလီလားအင်တာမီလန်လားဘယ်သူချန်ပီယံဖြစ်မလဲ